morning မှာရှင်တကယ်တော့ morning person မဟုတ်တဲ့ night person တယောက်အနေနဲ့မနက်စောစောနှိုးဖို့ဆိုတာမလွယ်ဘူးပေါ့နော်တော်တော်မလွယ်တာဒါပေမဲ့အိမ်တွေကထူးထူးခြားခြားထူးထူးဆန်းဆန်းမနက်အစောကြီးနိုးနေရတယ်အဲ့ဒါ9နာရီခွဲလောက်တည်းအိမ်ကထွက်လာပြီးတော့အိမ်သားကပန်းချံမှာပြေးမယ်ဆိုပြီးထွက်လာခဲ့တာပေါ့နော်ပန်းချံရောက်တော့6နာရီ5မိနစ်လောက်ဖြစ်နေပြီအမမိုးလည်းအရန်နည်းနေပြီမလေးကိုထက်ဝရီရစောတယ်အမအနောက်ကတီတီတွေဆိုသူတို့မှကနေကြပြီစွန်ပါတွေပေါ့နော်အားရစရာကောင်းတယ်အနေရောက်ချင်း stretching လေးလုပ်လိုက်တယ် stretching လုပ်ဖို့ကအရေးကြီးရယ်နော် stretching မလုပ်လို့ရှိရင်injury ဖြစ်နိုင်တာတို့ဘာတို့ကြွသားတွေနာတာတို့အဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့ stretching လုပ်တယ် stretching လုပ်ပြီးတော့ကျွန်မအမနည်းနည်း warm up လည်းလုပ်လိုက်ပါသေးတယ်နည်းနည်းပါပြေးမှာဆိုတော့လေဒီလားအမကြည်အောင်ဥစ္စာချုပ်ပြီးတော့ရေဘူးကြီးကိုကင်ပြီးတော့ပြေးနေပါတယ်ဒါပေမဲ့နောက်ကျတော့အဲ့ရေဘူးတစ်ပင်ခွာကြားမှာထားခဲ့လိုက်တယ်ထားခဲ့ပြီးတော့နိုင်ဝက်လောက်ပတ်ပြေးပြီးတော့မောသွားမောသွားတော့ဘာလုပ်လဲဆိုတော့ပန်းချံတွေကပန်းလေးတွေပတ်ပြီးတော့ရိုက်လာပေါ့နော်အမောပြေးကြည့်ရင်းနဲ့ဒီပန်းလေးဆိုလဲဒါတွေ့နေကြပန်းလေးပါပဲဒါပေမဲ့တေချာချင်းအလှတယ်ပေါ့နော်ဒီအရွက်လေးဆိုလဲဒီပင်ဆိုလဲပါပင်ခေါ်လို့ခေါ်မှမသိဘူးဒါပေမဲ့သူ့အရွက်လေးဒါသဘောကျအဲ့လိုကြောက်ကြားလေးနဲ့လေးလှနေတာအဲ့လိုဒီကတော့အပင်လေးအရွက်လေးရှောက်ကြည့်ရတာဝါသနာပါတာပေါ့လေကြိုက်တယ်အဲ့လိုမျိုးပြီးတော့မောပြီးတော့အမဒန်းတွေ့တော့ဒန်းလဲစီးလာသေးတယ်မောဖြစ်ရင်နဲ့